ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချက် Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကြိုဆိုလိုက်ပါရစေ။ကျမတို့ Channel လေးကနေဒီနေ့တင်ဆက်ပေးမယ့်သမိုင်းကြောင်းလေးကတော့ဖလူးကျွန်းတစ်ဖက်ကမ်းမှာရှိတဲ့ရွာလွတ်ရွာရဲ့သမိုင်းကြောင်းလေးပဲဖြစ်ပါတယ်ရှင်။သမိုင်းကြောင်းလေးကိုမတင်ဆက်ခင်မှာ Channel လေးကို Like and Subscribe လေးနှုတ်ပြီးတော့ဘေးက Notification ခေါင်းလောင်းလေးကိုလည်းတစ်ချက်လောက်နှိပ်ခဲ့ပေးပါအောင်နော်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ပါပြီ။ဖလူးကျွန်းဆိုတာမော်ဘာသာနဲ့ဟမိုင်းလို့ခေါ်ပြီးတော့ချောင်းစုံမြို့နယ်မွန်ပြည်နယ်တန်လွင်မြစ်ရဲ့မြစ်ဝကျွန်းပေါ်ဒေသမှာတည်ရှိပါတယ်။မော်လမြိုင်မြို့ရဲ့အနောက်ဘက်မှာတည်ရှိပြီးတော့ကျွန်းရဲ့ပမာဏဟာစင်ကာပူနိုင်ငံခန့်ရှိပါတယ်။လူဦးရေ2သိန်းကျော်နေထိုင်ကြပြီးတော့ရွာပေါင်း88ရွာရှိပါတယ်။ထမ်းပင်ပေါင်းများစွာနဲ့ပြည့်နှက်နေပြီးစပါးခင်းများရော်ဘာတောများနဲ့တဘာဝအလှတရများဝေစားပါတယ်။ဘလူးကျွန်းလို့အမည်တွင်ခဲ့ရခြင်းမှာတော့ရှေးခေတ်ခါကကျွန်းပေါ်မှာရှိတဲ့လူတွေဟာသွားကိုထပ်အောင်ပြုပြင်ပြီးတော့အသားတွေကိုအစိမ်းလိုက်စားသုံးခဲ့တာကြောင့်ကုန်းပေါ်မှာလူတွေကဘလူးလို့ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။ယနေ့မှာတော့ကျွန်းဟာမွန်လူမျိုးတို့ရဲ့ထူးခြားကောင်းမွန်တဲ့ယဉ်ကျေးမှုကိုထိမ့်သိမ်းထားနိုင်တဲ့ဒေသဖြစ်ကြော်ကြားခဲ့ပါတယ်။မွန်လူမျိုးတို့ဟာတောင်ရှိအာရှအဓိကကုန်းမြေမှာထေရဝါဒဗုဒ္ဓဘာသာကိုပထမဆုံးတည်ဆောင်လာခဲ့သူတွေဖြစ်ပြီးတော့မြန်မာနဲ့ထိုင်းနိုင်ငံတို့ရဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုပုံသွင်းရာမှာအဓိကကျခဲ့ပါတယ်။အိန္ဒိယဟိန္ဒူယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုနဲ့မွန်တို့ဟာစာပေစနစ်အမှုပညာနဲ့ပိတုကပညာတို့မှာလည်းကျယ်ပြန့်နေတဲ့တိုးတက်မှုများရရှိခဲ့ပြီးတော့နိုင်ငံအချို့ထက်ပင်စောပြီးတော့ထင်ရှားခဲ့ပါတယ်။ယနေ့မှာတော့မွန်လူမျိုးပေါင်း1.5 တန်းခန့်ရှိပြီးအများစုမှာတော့မြန်မာနိုင်ငံအရှေ့တောင်ဒေသမှာနေထိုင်ကြပါတယ်။မွန်စာပေမွန်အမှုပညာနဲ့ဖျားเจ้าတည်ဆောက်မှုအစဉ်လာတွေဟာမွန်ပြည်နယ်ရဲ့ဇယိုက်ကိုဆက်လက်ထိန်းသိမ်းနေပါတယ်။ဒီဒေသမှာတော့အိမ်တွင်းလုပ်ငန်းများပေါ်များပေမဲ့လည်းထူးခြားထင်ရှားတဲ့ရွာလေးတစ်ရွာမှာရွာလွတ်ရွာဖြစ်ပါတယ်။ဒီရွာလေးကဆေးတံထိုးတဲ့လက်ရာတပ်ပညာကြောင့်ထင်ရှားပြီးတော့အိမ်လုပ်ငန်းရဲ့အဖို့တက်နမူနာတစ်ခုဖြစ်ခဲ့ပါတယ်။ရွာလွတ်ဆေးတံကိုပထမဆုံးတည်ထွင်သူမှာဗြိတိရှကိုလိုနီခေတ်19ရာစုမှာဦးညွန့်ဖြစ်ပါတယ်။နိုင်ငံခြားနဲ့ဆက်ဆံရေးတိုးပွားလာတဲ့ကာလမှာဦးညွန့်ရဲ့ထူးခြားစမ်းကြယ်တဲ့လက်ရာတပ်ပညာဟာမော်လမြိုင်မြို့တွင်စုတစိတ်ရရှိခဲ့ပါတယ်။ရွာလွတ်ရွာသားတို့ရဲ့လက်ရအတတ်ပညာထင်ရှားလွန်းတာကြောင့်ဆေးရံရဲ့မူလနေရာမှာရွာလို့ဆိုတဲ့စကားပုံထွက်ပေါ်လာခဲ့ပါတယ်။ဒီစင်လာဟာမျိုးဆက်ပေါင်းများစွာဆက်လက်ဆင့်ကမ်းခဲ့ပြီးတော့ယနေ့အခါမှာတော့ဦးညွန့်ရဲ့မြေးဖြစ်တဲ့သူမန်းငွေဝင်းက93လုံး Special Walking Stick and Wooden Contact ဆိုတဲ့မိသားစုလုပ်ငန်းကိုရွာလို့ရွာရဲ့မိမိရဲ့နှစ်ထပ်အိမ်မှာဆက်လက်လဲပတ်နေပါတယ်။ဆေးရံထိုးမှုဟာအလွန်စိစက်သေးချပြီးခက်ခဲတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ပြင်းမနာနဲ့အခြားမျိုးတွေမှာတည်ဆောင်လာတဲ့ကျွန်းချင်တစ်တုံသို့မဟုတ်ပြင်းမာတစ်တို့ကိုကုန်ချမ်းအဖြစ်ရွေးချယ်ရပါတယ်။အဲ့ဒီနောက်ပြင်းမာကျွန်းချင်သို့မဟုတ်ပြင်းကရိုတစ်သားနဲ့ဆေးရံကောင်းကိုလက်ဖြစ်ထုထွင်ခြင်းကိုပြုလုပ်ပြီးတော့ခရက်သားတစ်မြင်သို့မဟုတ်တတ်သူဖြစ်မြောင်းကောင်းပြုလုပ်ခြင်းကိုထုထွင်ရပါတယ်။နောက်ဆုံးမှာတော့တောင်တပြေးဆိုတဲ့တဘာဝရက်နဲ့တစ်သားကိုချုံမွေ့ပြုလုပ်အောင်လဲပြုလုပ်ရပါတယ်။ဤကဲ့သို့လုပ်ငန်းစဉ်ကြောင့်ဆေးတံအမျိုးအစားတစ်ခုချင်းစီအလိုက်အချိန်ကုန်ကျမှုကမတူညီပါဘူး။ရိုးရိုးဆေးတံတစ်ခုကိုထုထွင်ရန်3နာရီခန့်ကြာမြင့်ပြီးတော့ရှေးမြန်မာပုဂ္ဂိုလ်များသမရဘာရက်အိုဘာမာဒေါ်အောင်ဆန်းစုကြည်စတဲ့သူတို့ရဲ့ပုံတူကိုထုထွင်တဲ့ဆေးတံများအတွက်2ရက်ကြာမြင့်ပါတယ်။ဘလူးကျွန်းရဲ့ဘလူးမျိုးရည်ရွယ်ထားတဲ့ထိတ်စွန်လက်ရဖြစ်တဲ့ဘလူးကောင်းဆယ်စုဆေးတံကိုထုထွင်ရမှာတော့10ရက်ခန့်ကြာမြင့်ပါတယ်။မန်းငွေဝင်းဟာတစ်ခုပြီးမှနောက်တစ်ခုကိုစတင်ထုထွင်လေးရှိပါတယ်။အဲ့ဒီအပြင်ဆေးတံများနဲ့အတူထုထွင်ထားတဲ့လှပတဲ့တစ်တုပ်များကိုလည်း4နာရီကနေ6နာရီခန့်ကြာအောင်ပြုလုပ်ရပါတယ်။ရွာလွတ်ရွာရဲ့ဆေးတံထုမှုတမိုင်းကြောင်းကို19ရာစုမှာယနေ့အထိကြည့်ရှုနိုင်ပါတယ်။19ရာစုကိုလိုနီခေတ်မှာတော့ဦးညွန့်ဟာရွာလွတ်မှာပထမဆုံးလက်ထိုးတစ်သားဆေးတံကိုပြုလုပ်ခဲ့ပြီးတော့မော်လမြိုင်မြို့မှာစုတစိတ်ကိုရရှိခဲ့ပါတယ်။20ရာစုအစောပိုင်းမှာလက်ရတပ်ပညာဟာဦးညွန့်ရဲ့မျိုးဆက်များထံကိုလက်ဆင့်ကမ်းသွားပြီးတော့ရွာလွတ်ရွာတရွာလုံးဆေးတံထုထွင်မှုမှာပါဝင်ကြပြီးတော့မိတ်အင်ရွာလို့ဆိုတဲ့အမှတ်တရမြန်မာနိုင်ငံတဝန်းမှာထင်ရှားလာခဲ့ပါတယ်။1930 1950ပြည့်နှစ်တွေဟာရွှေခေတ်ကာလဖြစ်ပြီးတော့ဆေးတံများကိုရခိုင်ပြည်နယ်နဲ့ဒဝယ်မြို့စတဲ့နိုင်ငံအနှံ့စည်းကွက်တွေမှာရောင်းချခဲ့ကြပါတယ်။ရွာအထိုးထွင်းတဲ့ဆေးတံတွေဟာရိုးရိုးဆေးတံများတစ်တုပ်များနဲ့တစ်ထရံများထုတ်လုပ်ပြီးတော့အိမ်လုပ်ငန်းတွေများစွာပေါက်ဖွာခဲ့ပါတယ်
20ရာစုနောက်ပိုင်းမှာကုန်ချမ်းအရည်အသွေးကောင်တက်တာရှားပါလာတာကြောင့်ဆေးရန်ထုမှုလုပ်ငန်းကျဆင်းသွားပါတယ်။မိသားစုများစွာကလည်းပဲခူးမြို့သို့မဟုတ်ထိုင်းနိုင်ငံစားတဲ့နိုင်ငံသားတွေကိုအလုပ်ရှာဖွေရန်ပြောင်းရွှေ့ခဲ့ကြပါတယ်။ဈေးကွက်လိုအပ်ချက်ကျဆင်းလာပြီးလူငယ်မျိုးဆက်တွေရဲ့စိတ်ဝင်စားမှုနည်းပါလာတာကြောင့်ဒီလက်ရတက်ပညာမှာပါဝင်သူနည်းပါလာပါတယ်။မဲအင်ရွာလို့အမှတ်တစိဟာထင်ရှားပေမဲ့လည်းယခုအခါမှာတော့ဒီလုပ်ငန်းမှာအလုပ်လုပ်သူနည်းပါသွားပြီလို့မန်းငွေဝင်းကဆိုပါတယ်။အဲ့လုပ်ငန်းတွေကိုအစိုးရခိုင်မာတဲ့ပံ့ပိုးမှုမပေးခဲ့ဘူးလို့သူကပြောခဲ့ပါတယ်။ကျွန်တော်တို့အားလုံးဟာကိုယ့်ဟာကိုယ်တူကိုထားပြုလုပ်ရတာပါလို့ပြောခဲ့ပါတယ်။ဒီအစဉ်လာကပျောက်ပြက်လူနေပါဖြစ်ပေမဲ့လည်းအခုအချိန်ထိအချိန်မကုန်သေးပါဘူး။မန်းငွေဝင်းရဲ့သားကြီးဦးအောင်ဆန်းဦးဟာလက်ရတတ်ပညာကိုဆက်လက်ဆင့်ကမ်းသွားပါတယ်။စေးရန်ထုနီကိုငယ်စဉ်ကတည်းကလည်းသင်ယူခဲ့ပါတယ်။အမြဲတမ်းလည်းစိတ်ဝင်စားခဲ့ပြီးကျောင်းပြီးချင်းမှာပဲပြန်လဲဝင်လာခဲ့ပါတယ်။သူ့ရဲ့ကြိုးပမ်းမှုဟာဒီအစဉ်အလာဆက်လက်တည်တံ့နိုင်မဲ့ဆိုတဲ့မျှော်လင့်ချက်ကိုဖြစ်ပေါ်စေပါတယ်။2014ခုနှစ်မှာတော့မန်းငွေဝင်းဟာရွာလွတ်ရွာရဲ့အလဲမှာ10ပေ3မီတာမြင့်ရှိတဲ့မိတ်အင်ရွာလို့စေးတဲ့ရုပ်ထုကိုပြုလုပ်ခဲ့ပြီးတော့မွန်လူမျိုးတို့ရဲ့ယဉ်ကျေးမှုတင်ကေတာဖြစ်တဲ့ဂျာမနီငန်း3កောင်နဲ့ပတ်ဝန်းကျင်ကိုအလှဆင်ထားပါတယ်။2015ခုနှစ်မှာတော့မွန်ပြည်နယ်အစိုးရဟာမော်လမြိုင်မြို့မှုပွန်စိတ်ကမ်းကနေပြီးတော့ဘလူးကျွန်းကညော်ရွာကိုဆက်သွယ်တဲ့1586မီတာ9200နဲ့3ပေရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းတရားတိဆောက်ရေးစတင်ခဲ့ပါတယ်။အမေရိကန်ဒေါ်လာတန်60ကုန်ကျမဲ့ဂျပန်မြန်မာပူးတွဲရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်ခဲ့ပါတယ်။ဘလူးကျွန်းမြို့ပေါ်မှာရှိတဲ့ရွာ88ရွာမှာအိမ်အလုပ်လုပ်ငန်းများစွာလည်းရှိပါတယ်။ရွာလွတ်ရွာမှာတော့ဆေးတံထိုးမှုတစ်ထုတ်လုပ်မှုအစင်လာပြောက်ပြက်လူနေပါဖြစ်နေပြီးတော့မှုထုံရွာမှာတော့ကြောက်တင်ပုံထုတ်လုပ်မှုဆက်လက်လည်းပတ်လျက်ရှိနေပါတယ်။တခြားရွာတွေမှာတော့ဒူးသီးမြင့်ထရန်ရော်ဘာကွင်းကျိန်လုပ်ငန်းများဆက်လက်လှုပ်ဆောင်လျက်ရှိပြီးတော့ကျွန်းအနှံ့မှာလည်းတစ်သားနိုင်လုံကြီးထိုးခြင်းစတဲ့လုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေတဲ့ရွာတွေလည်းရှိပါတယ်။ရွာလွတ်ရွာကိုတွားရောက်လိုပါကလည်းမော်လမြိုင်ကနေရွက်လီနဲ့10မိနစ်ခန့်ကြာမြင့်ပါတယ်။အရင်တုန်းကတော့ရွက်လီတွေနဲ့တွားလို့ရပေမဲ့အခုချိန်မှာတော့ဆိုင်ကယ်နဲ့ကားနဲ့တွားလို့ရနေပါပြီ။ဟုတ်ကဲ့ပါပရိသတ်ကြီးရေကျမတို့ channel ကတင်ဆက်ပေးခဲ့တဲ့ဗဟုသုတရစရာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်နော်။အားပေးနားဆင်ခဲ့တဲ့တယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။